ဂျပန်ဆိုရကတီမပြူတဲ့ JLPT နောက်တစ်မျိုး BJT စပွဲဆိုတာရှိအောင် sharing လုပ်ချင်ပါတယ်ခုနေ sharing လုပ်လိုက်တာရှောင်းရမယ့်နေရာကိုတစ်ချက်ပြောပြချင်ပါတယ်ရှောင်းရမယ့် website ကတော့ကို Google နဲ့ရှာလိုက် BJT လို့ရှာလိုက်လို့ရှိရင်ဒီ website ရလာမှာပါwebsite ရောက်လာလို့ရှိရင်ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါလေးတစ်ချက်ကိုကျင်းကျခင်မရှိကုန်ပြီအဲ့ဒါလို့ရှိရင် account တို့ success နေလိုက်ပါဟာပြီးလို့ရှိရင်ပေါ်လာတဲ့ဒီ check box တွေကိုအကုန်လုံး check လုပ်ပြီးတော့သူရှိမှသူနေလိုက်ပါဒါပြီးလို့ရှိရင်ကိုယ့်ရဲ့ကိုချင်းကျော်ဟုတ်တယ်ပါစီရင်ကပြီးရဲ့ email address ထည့်လိုက်ပါနောက်ပြီးတော့ရှိရင်ကိုယ့်ရဲ့နေရာလိပ်စာထည့်ပြီးတော့ center ကိုလုပ်လိုက်လို့ရှိရင် test to center ဖြည့်ရမယ့် center တွေအများကြီးပေါ်လာမှာကိုယ့်ရဲ့အနည်းဆုံးဘယ်လောက်ဝေးတယ်ဆိုတာလေးကိုပေါ်လာမှာပါအဲ့ဒါလေးအချက်လက်ဒီရေးပြီးလို့ရှိရင်သူကကျူကင်းရော့ပတ်စံပေးချင်ရပါမှာရန်9000ပါ critical ရှိဖို့တော့လိုရမှာပါဖြည့်ရတဲ့ပုံစံတွေကဒီလိုမျိုးထိုင်ခုံမှာဖြည့်ရတာနှစ်ချက်နေပြီးရယ်mouse နေပြီးရယ်ပြီးတော့ software နေပြီးရယ် whiteboard တွေကိုပြီးရယ်အဲ့ဒီမတိုင်ပြီးမှာ assignment ပဲခဏမရောက်ခင်မှာတပ်ပုံရိုက်ပြီးရယ်ပေါ့နော်စမတ်ကရှောက်ပြီးလို့တီးမှာပါအဲ့လိုမျိုးချစ်ရိုက်ပြီးတဲ့ပုံစံခါကျတော့နည်းနည်းကြည့်တော့အဆင်ပြေအောင်တော့ကိုကကြည့်ကြလောက်တော့ကြပါတော့ပြောဆိုသူတို့တပုံရိုက်ပြီးတဲ့ scale က smart cat WIC ရှောက်တဲ့အချိန်မှာအဲ့လိုရိုက်ပြီးနိုင်တဲ့ scale ရှိတဲ့အတွက်ကြောင့်လို့တတိထားပြီးကိုကတော့ကြည့်လောက်တော့ကြပါဖြည့်တဲ့ပုံစံကဒီလိုမျိုးABC D လို့ပြောမှာလားဒီလိုမျိုး center ကိုရှိပြီးတော့ရွေးပြီးတော့ under counter လာရုံပဲဒီမှာကကျတော့ညာဘက်အပေါ်ဘက်တောင်းမှာကကျတော့အဲ့လိုမျိုးဖြည့် section တစ်ခုကျန်တဲ့ကြာချိန်အဲ့လိုမျိုးရှိရကိုဟာဆော့ပြီးသွားလို့နောက်ထပ်အခြားဟာကိုဂျိုတော့ဖြည့်လို့မရဘူးသူတက်မှတ်ထားတဲ့အချိန်မှာပဲပြီးအောင်ဖြည့်ရအောင်ပေါ့နော်အဲ့တော့တခုမကောင်းဘူးဒီဟာတော့ simple နည်းနဲ့အခြား website ကနေကြည့်ပြီးတော့သူ sharing လုပ်ထားတာပါဒီလိုခက်စင်ပုံစံတွေမှာပဲဒီကွန်ပျူတာနဲ့somewhere စာကြည့်ရဲ့ဒီ scale တော့နည်းနည်းလေးလေ့ကျင့်တော့ရအောင်ပေါ့နော်ဒီတစ်ချိန်လုံး laptop ကြီးကြည့်ပြီးတော့ somewhere ဖြည့်ရတာဆိုတော့တစ်ချိန်တော့လေ့ကျင့်တော့ကြပါစုပေါင်း somewhere ကြာချင်းက2နာရီဒီပါနောက်ကြာတော့လေအဲဒီမှာ listening reading being reading အမေပုံစံကတော့10အဲ့ဒီကျွန်တော်တို့ခဲဆုံးမှာကျတော့ပါလေဆိုတော့ဒုက္ခ test တော့ပါပဲဘာဖြစ်လို့ဆိုတော့ point ကြီးကြည့်ရတယ်တမက်ထားတဲ့အချိန်တွင်းမှာပြီးအောင်ကြည့်ရတယ်သူကတော်လေးအဆင်မပြေခဲ့တဲ့နေရာလေးပေါ့နော်ဒီ reading မှာကျန်တဲ့ပိုင်းကကျတော့N1 စာအုပ်နဲ့ကြည့်သွားတယ် YouTube ကနေကြည့်သွားတယ်အဲ့လိုမျိုးပေါ့နောက်ပြီးတော့ကျွန်တော်ကြည့်လိုက်တဲ့ scope ကတော့ဒီပြထားတဲ့အတိုင်းပေါ့နော်ကျွန်တော်ကြည့်လိုက်တဲ့ scope ကဒီစာတွေပါနောက်ပြီးတော့ YouTube ကနေလေ့ကြည့်ရများတယ်K ကို business ညုံကိုတွေကိုရှာကြည့်ပါ